မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့လာရှိုးမြို့တွင်နေခင်းကြောင်တောင်တနက်ဖြန်ချင်းကဆိုင်ရှင်မျိုးသမီးကိုပြန်ပေးဆွဲသွားမှုဖြစ်ပွားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပေါ်မှာနေခင်းကြောင်တောင်ကုန်းစုံဆိုင်ရှင်အမျိုးသမီးတဦးကိုလက်နက်ကင်ဆောင်ထားသူတွေကဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ CCTV မှတ်တမ်းတွေအရကျူးလွန်သူတွေဟာအိမ်စီးကားတစ်စီးနဲ့လာရောက်ခဲ့တာဖြစ်ပြီးဆိုင်တွင်းကငွေကြေးတွေကိုပါလူရက်သွားခဲ့တာပါအပြည့်စုံကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ24ရက်နေ့နေ့လယ်ပိုင်းကလာရှိုးမြို့ပေါ်ရှိကုန်းစုံဆိုင်တစ်ဆိုင်မှာဖြစ်ပွားခဲ့တဲ့အဆိုပါဖြစ်စဉ်ကို CCTVမှတ်တမ်းတွေကတဆင့်မြင်တွေ့ရတာဖြစ်ပါတယ်။မှတ်တမ်းတွေအရအိမ်စီးကားဖြူရောင်တစ်စီးဆိုင်ရှေ့မှာရပ်တန့်လာပြီးနောက်ကားပေါ်ကနေလက်နက်ကင်ဆောင်ထားတဲ့အမျိုးသား3ဦးဆင်းလာခဲ့တာပါ။အဲ့ဒီနောက်ဆိုင်တွင်းကိုတင်းနက်တွေနဲ့ဝင်ရောက်ချိန်ရွယ်ပြီးဆိုင်ကရရှိသမျှငွေကြေးတွေကိုယူဆောင်သွားခဲ့တယ်လို့ဆိုင်ရှင်မျိုးသမီးကိုပါကားပေါ်ကိုအတင်းဓမ္မတင်ဆောင်ဖမ်းဆီးသွားခဲ့တာကိုတွေ့ရပါတယ်။အဆိုပါဖြစ်စဉ်ဟာစစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားတယ်လို့ဆိုရမယ့်မြို့ပေါ်နယ်မြေတွင်းမှာဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အခုလို CCTV မှတ်တမ်းတွေထွက်ပေါ်လာခဲ့ပေမဲ့ပြန်ပေးဆွဲသွားသူတွေဟာဘယ်ဖွဲ့စည်းကဖြစ်တယ်ဆိုတာကိုတော့လက်ရှိအချိန်ထိတိတိကျကျမသိရသေးပါဘူး။လာရှိုးမြို့ခံတွေကတော့မြို့ပေါ်မှာအခုလိုလက်နက်ကင်ဆောင်ပြီးဥပဒေမဲ့လုပ်ရက်တွေခက်စိတ်စိတ်ဖြစ်ပွားလာနေတဲ့အပေါ်လုံခြုံရေးရစိုးရိမ်မှုတွေရှိနေကြပါတယ်။လက်တလောမှာတော့ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ဆိုင်ရှင်မျိုးသမီးရဲ့အခြေအနေကိုမသိရသေးသလိုသက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကလည်းတစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။